အနေနဲ့မဖြစ်နိုင်တဲ့အရာကိုဘုရားသခင်လှုပ်ဆောင်ပေးပါမယ်ဆိုတဲ့ဂရုတော်ရှိတဲ့အတိုင်းယုံကြည်ခြင်းအားကြီးတဲ့သူတွေကတော့ဘုရားသခင်ရဲ့ဂရုတော်ကိုမြင်ပါတယ်။ဒါပေမဲ့အချို့သောယုံကြည်သူတွေကကယ်တင်ခြင်းနဲ့ဆိုင်တဲ့ယုံကြည်ခြင်းကိုသာအဓိကထားပြီးရှင်ဦးစွာခရစ်တော်၏နာမအားဖြင့်မင်္ဂလာပါလို့နှုတ်ခွန်းဆက်ချင်ပါတယ်။ဒီကနေ့စပြည့်နွယ် page ကနေကျမတို့အတူတကွဆင်ခြင်နှလုံးသွင်းရမယ့်ဒေသနာကောင်းစဉ်ကတော့ခရစ်တော်ကိုယုံကြည်ခြင်းဤထူးခြားမှုဆိုတဲ့ကောင်းစဉ်အပြင်ဝိညာဉ်ခွန်အားယူကြပါစို့။အခြေပြုကျမ်းကိုဖတ်လိုပါတယ်။ဟေဘဲဩဝါဒစာအခန်းကြီး7အခန်းငယ်1ယုံကြည်ခြင်းသည်မျှော်လင့်သောအရာတို့ကိုမျက်မှောက်ပြုခြင်းဖြစ်၏။မမြင်သေးသောအရာတို့ကိုတိမှတ်ဆွဲလန်းခြင်းအကြောင်းဖြစ်၏။ယုံကြည်ခြင်းဆိုတာကဘုရားသခင်ရဲ့ဂရုတော်ကိုမျှော်လင့်ပြီးမဖြစ်နိုင်တဲ့အခြေအနေတွေကြားထဲမှာတောင်ခရစ်တော်ဘုရားကိုအကျွမ်းမဲ့ယုံကြည်ပြီးဘလို့အခက်ခဲပြဿနာမဆိုဖြေရှင်းပေးမယ်ဆိုတဲ့ယုံကြည်ခြင်းမျိုးဖြစ်ပါတယ်။တခါတလေကျမတို့ရဲ့ဘဝအသက်တာမှာအခက်ခဲပြဿနာတွေနဲ့ရင်ဆိုင်ကြုံတွေ့လာတဲ့အခါကျမတို့ယုံကြည်ပါတယ်ဆိုတဲ့သခင်ခရစ်တော်ဘုရားကိုယုံကြည်အားကိုးခြင်းမရှိရင်တော့ကျမတို့ရဲ့ဘဝအသက်တာမှာထူးခြားတဲ့အရာတွေဖြစ်လာနိုင်မှာမဟုတ်ပါဘူး။လူအနေနဲ့မဖြစ်နိုင်တဲ့အရာကိုဘုရားသခင်လှုပ်ဆောင်ပေးပါမယ်ဆိုတဲ့ဂရုတော်ရှိတဲ့အတိုင်းယုံကြည်ခြင်းအားကြီးတဲ့သူတွေကတော့ဘုရားသခင်ရဲ့ဂရုတော်ကိုမြင်ပါတယ်။ဒါပေမဲ့အချို့သောယုံကြည်သူတွေကကယ်တင်ခြင်းနဲ့ဆိုင်တဲ့ယုံကြည်ခြင်းကိုသာအဓိကထားပြီးနေ့စဉ်မိမိရဲ့ဘဝအသက်တာမှာဘုရားသခင်ရဲ့ဂရုတော်ကိုမယုံကြည်တဲ့အတွက်ဘုရားဘုန်းတော်မထင်ရှားနိုင်ခဲ့ပါဘူး။သခင်ခရစ်တော်ကိုယုံကြည်တဲ့အတွက်မိမိရဲ့ဘဝအသက်တာမှာထူးခြားတဲ့အဖြစ်အပျက်တွေဖြစ်ခဲ့တဲ့သူတွေရဲ့အကြောင်းအနည်းငယ်ဖော်ပြလိုပါတယ်။အဲ့ဒီအဖြစ်အပျက်လေးကတော့ရှင်မောင်ကိုခရစ်ဝင်အခန်းကြီး9အခန်းငယ်25နဲ့34မှာတွေ့ရှိရတဲ့12နှစ်ပတ်လုံးတွေးတွန်နာဆွဲတဲ့အမျိုးသမီးသူဦးရဲ့အဖြစ်အပျက်ပဲဖြစ်ပါတယ်။အဲ့ဒီအမျိုးသမီးက12နှစ်ပတ်လုံးတွေးတွန်နာဆွဲတဲ့ယောဂါကြောင့်သူ့ဥစ္စာရှိသမျှနဲ့ဆေးကူးတာခဲ့ပေမဲ့လည်းမပြောက်ကင်းခဲ့ပါဘူး။နှစ်ပေါင်းများစွာယောဂဝေဒနာကိုခံစားနေရတဲ့သူပဲဖြစ်ပါတယ်။အဲ့ဒီအချိန်မှာခရစ်တော်ရဲ့အနာယောဂငြိမ်းခြင်းအမှုတော်မြတ်ကိုကြားသိတဲ့အခါမှာခရစ်တော်ရဲ့အဝတ်တော်ကိုတိုးထိယုံနဲ့သူ့ရဲ့အနာယောဂငြိမ်းမယ်လို့သူမယုံကြည်ခဲ့တာကိုတွေ့ရတယ်။ဒါကြောင့်ခရစ်တော်ကလည်းငါသမီးသင်၏ယုံကြည်ခြင်းကြောင့်သင်အနာငြိမ်းစေပြီလို့ပြောခဲ့တာကိုတွေ့ရတယ်။ဒီအဖြစ်အပျက်လေးမှာသူမရဲ့ယောဂဝေဒနာပျောက်ဖို့သူနှစ်ပေါင်းများစွာသမားတော်တွေနဲ့ငွေကုန်ကြေးများစွာကုန်ကျခဲ့ပေမဲ့မပျောက်ကင်းခဲ့ပါဘူး။ခရစ်တော်ကိုယုံကြည်ပြီးခဲ့တဲ့နောက်မှာအနာယောဂါကိုပျောက်ကင်းခွင့်ရရှိခဲ့ပါတယ်။ဒါကြောင့်ကျမတို့ရဲ့ဘဝအသက်တာမှာအနာယောဂါတွေဖြစ်လာတဲ့အခါစိုးရင်ပူပန်မှုတွေရှိလာတဲ့အခါလူအစွမ်းစလူတွေရဲ့အကူအညီကိုမတောင်းဆိုပဲဘုရားသခင်ကိုယ်တိုင်ယုံကြည်ကိုးစားဖို့အရေးကြီးပါတယ်။နောက်တစ်ချက်ကတော့ကျမတို့ရဲ့နေ့စဉ်ဘဝအသက်တာမှာအခက်အခဲပြဿနာကြုံတိုင်းဘုရားသခင်ရဲ့ဂရုတော်ကိုတန်တရားမဖြစ်ဖို့အရေးကြီးပါတယ်။စိုးရင်ပူပန်မှုဖြစ်ခြင်းတန်တရားဖြစ်ခြင်းတွေကတရားကိုမယုံကြည်ခြင်းရဲ့လက္ခဏာတွေပဲဖြစ်ပါတယ်။ဒါကြောင့်တန်တရားမဖြစ်ပါနဲ့တန်တရားကအခက်အခဲတွေကိုပဲဖြစ်စေပါတယ်။ခရစ်တော်ဘုရားကိုအကျွမ်းမဲ့ယုံကြည်ခြင်းကတော့ထူးခြားမှုကိုဖြစ်စေပါတယ်။ဒီလိုထူးခြားဖြစ်စဉ်ကကျမရဲ့ဘဝအသက်တာမှာလည်းကြုံတွေ့ခဲ့မှုပါတယ်။တခါကကျမတို့သားမီး3ယောက်မြစ်ကြီးနားခရီးစဉ်အတွက်လေဆိပ်ကိုသွားတဲ့အခါကျမတို့စီးမဲ့လေယာဉ်ကပူတာအိုမှာပြတ်နေတဲ့အတွက်လေကြောင်းခရီးစဉ်ကန်ဆယ်ဖြစ်သွားတယ်လို့ပြောပါတယ်။ဒီလိုပြောတဲ့အခါမှာခရီးသည်အားလုံးကတော့လှည့်ပြန်သွားကြပါတယ်။ဒါပေမဲ့ကျမတို့သားအမိတွေကတော့အိမ်ပြန်ဖို့မဆုံးဖြတ်ဘဲနဲ့ဒီကနေ့ဘယ်လေယာဉ်နဲ့ပဲဖြစ်ဖြစ်မြစ်ကြီးနားကိုရောက်အောင်သွားမယ်ဆိုပြီးတော့လေယာဉ်ကန်ဆယ်ဖြစ်တာတောင်မှလေဆိပ်မှာတာဝန်ရှိတဲ့သူတွေကိုအနူးညွတ်တောင်းဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။ဒါတွေမပြုလုပ်ခင်မှာကျမအနေနဲ့ဖျားသခင်တန်ဆုတောင်းစက္ကန့်အနံခဲ့ပါတယ်။ကျမရဲ့ကလေးတွေကိုလည်းဒီကနေ့ကတော့မြစ်ကြီးနားရောက်ကိုရောက်မှာဖြစ်တယ်။အမေတို့ဆုတောင်းထားပြီးဖြစ်တယ်။ဘုရားသခင်ကလည်းပြင်ဆင်ပေးမှာဖြစ်တယ်။ဒါတို့သမီးတို့လည်းယုံကြည်စွာနဲ့ဆုတောင်းပါလို့ကျမကလေးတွေကိုအားပေးခဲ့တယ်။အဲ့ဒါလိုနဲ့ကျမတို့သားအမိတွေကို15မိနစ်လောက်စောင့်ပေးပါဆိုပြီးပြောခဲ့ကြပါတယ်။အဲ့ဒီနေရာမှာလေရင်ကန်ဆာဖြစ်ပြီးဆိုကြတဲ့ကတော့အိမ်ပြန်ရမယ့်အခြေအနေဖြစ်တယ်။ဒါမဲ့ဒီလိုအခြေအနေမှာကျမဟာဆိုရင်ခရစ်တော်ဘုရားကိုအကျွမ်းမဲ့ယုံကြည်ခဲ့တယ်။ဒီယုံကြည်ခြင်းနဲ့ဆောင်စားနေတဲ့အချိန်မှာလည်းကျမဘာတန်တရားမှမဖြစ်ခဲ့ဘူး။ဒီကနေ့မြစ်ကြီးနားကိုသွားရမှာပဲလို့ပဲယုံကြည်ခဲ့တယ်အဲ့ဒီအတိုင်းပဲတိတ်မကြခင်မှာလေစိတ်တာဝန်ရှိတဲ့သူတွေကကျမတို့သားအမိတွေကိုလာပြောတယ်အမတို့စီးမဲ့လေရင်ကိုပြင်မဲ့ဆက်စရာတွေစီးမဲ့လေရင်တစ်စီးဒီညသွားဖို့ရှိတယ်ခ
ရေးတယ်တော့မပါဘူးလေရင်ဆက်ပြင်စရာတွေပဲပါမှာဖြစ်တယ်အမတို့သားမိတွေကိုလည်းအဲ့ဒီလေရင်မှာပဲထည့်ပေးလိုက်မယ်လို့ပြောတဲ့အခါမှာဖျားတခင်ကိုကျမအင်မတန်မှကျေးဇူးတင်ပါတယ်ဒါ့ပြင်လေရင်မထွက်မချင်းလဲလေစိတ်မှာတာဝန်ကျတဲ့သူတွေကကျမတို့သားမိတွေကိုလိုလေသေးမရှိအောင်အစားအသောက်တွေကိုအခမဲ့ပြင်ဆင်ပေးခဲ့ပြီး VIP နားနေဆောင်မှာလည်းကျမတို့ကိုနားနေခွင့်ပေးခဲ့တယ်ဒါကဘာကိုတက်သေးခံကျင်တယ်လဲဆိုတော့ခရစ်တော်ကိုအကျွမ်းမဲ့ယုံကြည်ကိုးစားပြီးခရစ်တော်ရဲ့နာမကိုအမိပြုပြီးဆုတောင်းပတနာပြုတဲ့အခါကျမတို့ရဲ့ဘဝအသက်တာမှာထူးခြားတဲ့အဖြစ်အပျက်တွေနဲ့ကြုံတွေ့ပြီးဖျားထခင်ထံမှကောင်းချီးမင်္ဂလာတွေခံစားရတာပဲဖြစ်တယ်။ဒါကြောင့်ကျမတို့ရဲ့ဘဝအသက်တာမှာဘလို့အခြေအနေမဆိုခရစ်တော်ဖျားကိုအကျွမ်းမဲ့ယုံကြည်ကိုးစားပြီးဖျားဘုန်းတော်ထင်ရှားတဲ့အသက်တာအဖြစ်ဆက်လက်အသက်ရှင်ကြပါစို့လို့ခွန်အားပေးတိုက်တွန်းရင်ဒေသနာကိုနှိကုံထုတ်ချင်ပါတယ်။ကြားနာတို့တယောက်ချင်းစီတိုင်းပေါ်မှာဖျားထခင်ထံမှညီသက်ခြင်းကောင်းချီးမင်္ဂလာများရရှိခံစားရပါစေ။